လုံးမဲမင်္ဂလာပါနော်ဒါတော့ဒီတစ်ပတ်တနင်္လာနေ့ထိနော်နားပြမူရဲ့တပတ်စာကအစစ်ကလေးပဲဖြစ်ပါတယ်ဗျာနော်ဒီ channel လေးရရင် subscribe မနေရသေးရင်နေထားပြီးပါစောင့်မျှော်ကြည့်ရှုလို့တော့အကုန်လုံးတော့နော်နားပြမူရဲ့ကအစစ်ကိုပတ်စင်တင်ပေးနေအောင်ကြိုးစားပြီးတော့ source CC တင်ပေးပါမယ်ဗျာဒါကျွန်တော် channel လေးပါနော် channel အသစ်ကလေးမို့နော် subscriber နည်းနေသေးလို့နော် subscriber များအောင်နော် subscribe နေထားပေးပါနော် noti ခေါင်းလုံးလေးမှာလေ all ဆိုတာလေးကိုနေထားပေးပါဗျာနော်ဒါနားပြကကိုကျွန်တော် channel ရရင်ပြီးတော့ solo cc အမြဲတမ်းနော်တင်ဆက်ပေးပါမယ်နော်အဲအကြောင်းမလို့နော်နားပြစာရွက်ဒီစာရွက်ကိုကြည့်တဲ့ချင်းမိတ်ဆွေညီကိုမောင်နှမအားလုံးကနော်ဒီ channel လေးမှာနော်ဒါရောက်ကြည့်ရှုလို့ရပါပြီလို့နော်ဒါတော့ကျွန်တော်ရဲ့ channel အသစ်ကလေးပါဗျာနော်အဲကြောင့်မို့ subscribe လေးမနေရသေးရင်နှိပ်ထားပေးပါ noti ခေါင်းလုံးလေးမှာလည်း all ဆိုတာလေးကိုနှိပ်ထားပေးပါဗျာနော်ဒီ subscribe လေးလို့ဝင်မကုန်ပါဘူးဗျာနော် free ပါဗျာဓမ္မလေးနှိပ်ထားပေးပါနော်ပန်းမကြည့်ရင်ဒီ post ကိုလည်း share ပေးပါဗျာနော်ဒါချမိတ်ဆွေတို့အနေနဲ့ comment လေးမှာနော်လိုအပ်ချက်များလေးရှိရင်အကြံပြုခဲ့နိုင်ပါတယ်ဗျာနော်အဆင်ပြေအောင်အကောင်းဆုံးကျွန်တော် channel လေးရရင်တင်ပေးပါမယ်ဗျာ subscribe မနေရသေးရင်လည်းနော် subscribe နေထားပေးပါနော် comment မှာလည်းနော်ပြောခဲ့ပေးပါဦးဘယ်မျိုးရရင်ဘယ်ဒေသရင်ကြည့်နေတာလဲဗျာနော်ဒီနားဖြတ်ကက်ကလေးကိုနော်အမြဲတမ်းအပတ်စဉ်ကျွန်တော် channel လေးရရင်ပြီးတော့တင်ပေးတော့မှာမို့နော်ဒီကျွန်တော် channel လေးကို subscribe မနေရသေးရင်နေထားပေးပါလာမနေရသေးရင်နေထားပေးပါနော်ကြည့်ရှုသူအားလုံးတယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာနော်ဒီ channel လေးရရင်ပြီးတော့အမြဲတမ်းတင်ပေးမှာမို့ subscribe မနေရသေးရင်နေထားပေးဖို့အထူးတောင်းဆိုမြတ်တာရခံအပ်ပါတယ်ဗျာနော်အားလုံးလည်းကျေးဇူးတင်ပါတယ်နော်ဒီနောက်ပြကတင်နိုင်သိအောင်လို့နော် noti ခေါင်းလုံးလေးမှာ all ဆိုလေးနေထားပြီးပါဒါမှတင်တာနဲ့တပြိုင်တည်း noti လေးရပြီးတော့မြန်ဆန်ဆို cc ကြည့်လို့ရမှာပဲဖြစ်ပါတယ်ဗျာနော်အနိကတကွက်ကောင်းလေးရှိလဲတင်ပေးပါမယ်ဗျာနော်လူချင်တာလေးရှိရင်လည်းပြောခဲ့ပေးပါဗျာနော်အားလုံးလည်းအထူးပဲကျေးဇူးတင်ပါတယ်နော်လိုအပ်ချက်တွေအားနည်းချက်တွေရှိရင်လည်းပြောခဲ့ပေးပါနော်အကြံပြုခဲ့လို့ရပါတယ်ဗျဘုံမှာရေးထားခဲ့ပေးပါနော်အားလုံးလည်းကျေးဇူးတင်ပါတယ်နော်ဒါတော့နားပြကပ်ပါနော်ကျွန်တော် channel ရရင်အမြဲတမ်းတင်တော့ပေးပါမယ်ဗျာနော်ကြည့်ရှုအားပေးတဲ့